ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ဆက်မှုလေးမှာတော့ 3D ဖြစ်ညီတို့တနည်းအားဖြင့် 3D planes တွေရဲ့စိတ်ဝင်စားစရာသင်္ချာသဘောတရားတွေကိုအားလုံးအတွက်အရှင်းလင်းဆုံးနဲ့အမြင်သာဆုံးဖြစ်အောင်ဖော်ထုတ်သွားကြမှာပါဒီတော့ကျွန်တော်တို့ဗာလေးလေ့လာကြမလဲဆိုရင်အပိုင်းစမ်း 3D ပင်ကြီးကိုအသိပဲဖွင့်ဆိုမယ်အမတ်တင်နဲ့ထောင်းမှန်ချပိတ်တာတဲ့အကြောင်းကြီးမယ်မြင်းနေနဲ့ပင်ကြီးဘယ်လိုဆက်ဆက်နေလဲပြီးတော့နောက်ဆုံး၄ရက်အနေနဲ့ 3D ရဲ့ကွာဝေးတွေကိုဘယ်လိုတွက်မလဲဆိုတော့အစင်စင်သွားကြပါမယ်ဒီအတိုင်းလေးလိုက်ချီတော့ရင်ရှုပ်ထွေးတဲ့ထင်ကြတဲ့နေရာလို့သင်ကြားကလုံးဝကိုရိုးရှင်းသွားမှာပါโอเคအသေးစိတ်တွေတဲ့မငုတ်ရှုံးခင်မှာဒီမြင်ကွင်းကျယ်ကြီးကိုအရင်တစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျာဒါကတော့ 3D နေရာလွတ်ချင်မှရှိနေတဲ့ဖြင်းကြီးတွေ vector တွေနဲ့အကွာအဝေးတွေကိုတစုတစည်းတဲ့ခြုံငုံပြထားတာပဲဖြစ်ပါတယ်ဒီနေရာမှာစဉ်းစားစရာလေးတစ်ခုရှိလာတယ်ပေါ့နော်အတိုင်းအတာ3ခုရှိတဲ့ဒီ 3D ခဘာကြီးထင်မှာအတိုင်းအတာ2ခုပဲရှိတဲ့ 2D အပြင်ကြီးတစ်ခုကဘယ်လိုလုပ်ပြီးတည်ရှိနေနိုင်တာလဲစိတ်ဝင်စားစရာပဲနော်ဒီခြေခံကြားတဲ့မေခွန်းလေးနေစာပြီးကျွန်တော်တို့ရဲ့အဓိကအဓိပ္ပာယ်ဖွင့်ဆိုချက်တွေစီတွားလိုက်ကြရအောင်ပထမဆုံးပိုင်းအနေနဲ့ 3D ပင်ကြီးကိုအတိတ်တဲ့ဖွင့်ဆိုခြင်းကိုကြည့်လိုက်ကြစို့ဖြင်းကြီးတော့မဟုတ် plane ဆိုတာပါလဲဆိုတော့ 3D နေရာလို့ကြီးတဲ့မှာအစိုးအစမရှိစံတန်တိရှိနေတဲ့အပြန်တန်တန် 2D မျက်နှာပြင်တစ်ခုပါပဲသင်္ချာနေရဆိုရင်တော့သူ့ကို ax + by + cz + d = 0ဆိုတဲ့မြင်များသီးလေးနဲ့ဖော်ပြလေးရှိပါတယ်ဆိုလိုတာကဒါစကူးရင်တက်တဲ့မဟုတ်ဘဲနဲ့တကယ်လက်တွေ့မျက်နှာပြင်ကိုအခရာသင်္ချာနဲ့တိတိကျကျပုံဖော်ထားတာလို့မြင်ကြည့်လို့ရပါတယ်ဟုတ်ပြီဒုတိယပိုင်းဖြစ်တဲ့အမှတ်တင်နဲ့ထောင်မှန်ချက် vector တွေအကြောင်းဆက်သွားကြမယ်ပြင်းပြတစ်ခုတပည့်တီးရှိပါတယ်လို့တတ်မှတ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နည်းလမ်းတစ်ခုရှိတယ်ဗျဘဲဘက်မှာတွေ့ရတဲ့အတိုင်းမြင်းတစ်ကြောင်းတက်ပေါ်မှာမရှိတဲ့အမှတ်၃မှတ်ကိုတုံးပြီးတတ်မှတ်လို့ရတယ်လို့ညာဘက်ကလိုမျိုးအမှတ်တစ်ခုနဲ့ normal vector လို့ခေါ်တဲ့ထောင်မှန်ချက် vector ကိုတုံးပြီးတော့လဲအလွယ်တကူတတ်မှတ်နိုင်ပါတယ်ဒါတွေကပြင်းကြီးတစ်ခုကိုပုံဖော်ဖို့အတွက်မတူညီတဲ့နည်းလမ်းတွေပေါ့ဒီနေရာမှာအရေးကြီးဆုံးမှထားမယ့်အချက်ကတော့လေပြင်းကြီးတစ်ခုပေါ်မှာအမှတ် p ဆိုတာလေးရှိနေဆိုပါစို့အဲ့ဒီအမှတ်ရဲ့ coordinate ဖြစ်တဲ့ x y နဲ့ z တန်ဖိုးတွေဟာစောစောကပြောခဲ့တဲ့ပြင်းကြီးရဲ့ညီမျှချင်းကိုတိတိကျကျပြေလည်နေဖို့လိုအပ်ပါတယ်တကယ်လို့များညီမျှချင်းနဲ့မကိုက်ညီဘူးဆိုရင်တော့တေးချပါတဲ့အဲ့ဒီအမှားဒီပြင်းကြီးပေါ်မှာလုံးဝရှိမနေပါဘူးကဲတတိယပိုင်းရောက်လာပြီမြင်းနေနဲ့ပြင်းကြီးဒီပေါ့ဒီမှာကြည့်ရင်မြင်းအဲဟာပြင်းကြီးပြီးပေါ်မှာအပြည့်ဝကတ်လျက်ပြပြပပကြီးရှိနေနိုင်တယ်ဒါမှမဟုတ်လည်းမြင်း air prime ကပင်ကြီးကိုထောက်မှန်ကြကြီးဖြတ်တန်းသွားနိုင်တာမယ်စက်ကိုတရက်ကိုခရန်ချောင်းနဲ့တဲ့ထိုးပေါက်လိုက်တဲ့ပုံစံမျိုးမြင်အောင်ကြည့်လိုက်ပါတစ်ခက်ကိုအဲ့ဒီအတိုင်းပါပဲဒီလိုထောက်မှန်ကြတဲ့မြင်းဟာတိကျတဲ့90ဒီဂရီထောင်ကိုပြစ်ပုံစေပြီးတော့ပင်ကြီးရဲ့ normal vector ထက်တဲ့ angle equals to a, b, c နဲ့အမြဲတမ်းပြန်လည်ရှိနေတတ်ပါတယ်အခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ 3D အကွာဝေးတွေကိုဘယ်လိုတွက်ချက်မလဲဆိုတာပါလေးလာခဲ့တဲ့သဘောတရားတွေကိုသုံးပြီးသင်္ချာနီးကြကြဘယ်လိုအလုပ်လုပ်လဲကြည့်ကြရအောင်အမှတ်1နဲ့အမှတ်2ကြားကကွာဝေးကိုတွက်တဲ့ပုံတင်နည်းလေးကိုတစ်ချက်ကြည့်လိုက်ကြည့်ရတာရှိုးအောင်ရှိပေမဲ့တကယ်တမ်းကျတော့ဒီပုံတင်နည်းကအမှတ်2ခုရဲ့ x y နဲ့ z coordinate တန်ဖိုးတွေကြားကကွာခြားချက်ဒီကိုနိထကိန်းတင်ပြီးတွက်တဲ့အခြေခံသဘောတရားလေးပါပဲတွက်ချက်မှုအစင်စင်ကကြောက်စရာကောင်းမလို့နဲ့ဒီကလေးတော့အတော်လေးရိုးရှင်းပါတယ်စမ်းတွက်ကြည့်အောင်ပထမဆုံး p1 နဲ့ p2 coordinate တွေကိုတတ်မှတ်မယ်ပြီးရင်ပုံစံနည်းတဲ့အစားသွင်းမယ်ပေါ့ဆိုတော့ဒီညီများရဲ့ square root of 4 minus 1 square plus 6 minus 2 square plus 3 minus 3 square ရပါမယ်ဒါကို section လိုက်ရင်ဒီညီများရဲ့ square root of 9 plus 16 plus 0ဆိုပြီးလွယ်လွယ်ထွက်လာမယ်ပေါင်းလိုက်တော့စုစုပေါင်း square root 25ရမယ်ပေါ့နော်ကဲနောက်ဆုံးအဆင့်အနေနဲ့25ရဲ့ square root က5ဖြစ်တဲ့အတွက်ဒီမှတ်နှစ်ခုရဲ့အကွာအဝေးက5ဆိုပြီးရှင်းရှင်းလင်းလင်းပဲအဖြေထွက်လာပါပြီအခုပြထားတဲ့ပုံလေးကတော့တကယ်ကိုပြောင်းမြောက်တဲ့သရုပ်ဖော်မှုတစ်ခုပါပဲအပြင်ဘက်လေထဲမှာလွှဲမြောင်းနေတဲ့ QC ကနေပြီးအောက်မှာတင်းဆောင်းနေတဲ့ပြင်းကြီး PC ကိုတက်မှတ်စွာထောက်မှန်ကြားစိုက်ဆင်းသွားတဲ့အကွာဝေး D ကိုတိုက်တာခြင်းပါပဲဒါကတွက်ချက်မှုတွေထဲမှာနည်းနည်းလေးပိုရှုပ်ထွေးတဲ့အပိုင်းလို့ပြောလို့ရပါတယ်ဆိုတော့ဒီတွက်ချက်မှုကိုဖြည်းဖြည်းချင်းအဆင့်ဆင့်တွားကြည့်ကြစို့အမှတ် Q1 - 2 4နဲ့ဖြင်းအညီမျှချင်း x - 2y + 2z - 9 = 0ကိုသုံးပါမယ်ပထမဆုံးဖြင်းအညီမျှချင်းထဲကကိန်းရှင်တွေဖြစ်တဲ့ a = 1 b = -2 c = 2နဲ့ d = -9 တို့ကိုဆွဲထုတ်လိုက်မယ်နော်အဲ့ဒီနောက်မှာတော့အမှတ် Q ရဲ့တန်ဖိုးတွေရဲ့ခုနကကိန်းရှင်တွေရဲ့ကိုအကျွမ်းမဲ့တန်ဖိုးဒါမှမဟုတ် absolute value ပါတယ်ပုံသင်နည်းနဲ့ထည့်သွင်းလိုက်ပါမယ်အပိုင်းကရဲ့အပေါ်ပိုင်းမှာ1 1 - 2 - 2 plus 2 4 - 9ဆိုပြီးဖြစ်သွားမယ်အောက်ပိုင်းမှာကျတော့ square root of 1 square plus minus 2 square plus 2 square ဖြစ်သွားပါမယ်
ကဲဒါကိုရှင်းလိုက်တဲ့အခါအပေါ်က1 plus 4 plus 8 minus 9ဖြစ်လာပြီအောက်က root 9ဖြစ်လာတယ်အဆုံးသတ်မှာတော့အကျွင်းမဲ့တန်ဖိုး4ကိုအောက်ခြေက square root ရှင်းထားတဲ့3နဲ့စားမယ်အခြေအနေကိုရောက်သွားပြီပေါ့ ရလတ်ကတော့၄ပိုင်း၃ပိုင်းပါပဲမြင်တဲ့အတိုင်းပါပဲဗျာဘလောက်ပဲရှုပ်ထွေးတဲ့နေရာလစ်ဆိုင်ရာ geometry ပြဿနာဖြစ်နေပါစေအခုလိုစနစ်တကျတင်ချတွက်ချက်မှုအစဉ်စဉ်ကိုသုံးလိုက်ရင်တိကျရှင်းလင်းတဲ့အဖြစ်တစ်ခုကိုလက်စုပ်လက်ကင်အလွယ်တကူရနိုင်တယ်ဆိုတာသက်သေပြလိုက်တာပါပဲဒီတော့ဒီကနေ့တင်ဆက်မှုကိုအဆုံးမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ပါစေကျွန်တော်တို့တွေ 3D ပြင်ကြီးနေတဲ့အခြေခံသင်္ချာသဘောတရားတွေကိုအခုလိုကျွမ်းကျင်ပိုင်းနိုင်စွာသိရှိနားလည်သွားပြီဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကတခြားဘယ်လိုမျက်မြင်မရတဲ့နေနိမိတ်တွေကိုများတိုင်းတာသတ်မှတ်နိုင်အောင်မလဲစဉ်းစားကြည့်ပါနော် 3D နေရာလွတ်တွက်ချက်မှုတွေအthôngဝင်ပုံကတကယ်ကိုအဆုံးအစမရှိကျေပြန့်လာပါတယ်ဒီအချက်လေးကိုစဉ်းစားရင်းနဲ့ပဲဒီကနေ့ရှင်းလင်းတင်ဆက်မှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်